Hello မင်္ဂလာပါနော်ကိုလက်ရှိကိုင်နေတဲ့ပန်ကနေတခြားပန်ကိုပတ်စံလွှဲနည်းလေးပြပြပေးသွားပါမယ်အိုဖူလီခိုမီကိုနှိပ်လိုက်ပါပြီးတော့အောက်မှာရှိတဲ့ခခုနင်းဆိုတဲ့ခလုတ်ကိုထပ်နှိပ်လိုက်ပါနော်ဒီတော့ကိုရဲ့ပန်ကတ်နဲ့လွှဲမှာလားဒါမှမဟုတ်ပန်စာအုပ်နဲ့လွှဲမှာလားဒါမှမဟုတ်ငွေသားနဲ့လွှဲမှာလားဆိုတာပြောတာပါကျမကကြတော့ပန်ကတ်နဲ့ပဲလွှဲမှာမို့လို့ပန်ကတ်တဲ့နေရာကိုနှိပ်လိုက်ပါတယ်ပြီးတော့ကတ်ကိုထဲလိုက်ပါတယ်ရှင်ကတ်ကိုထဲလိုက်ပြီဆိုတာနဲ့သူကအန်ရှောပန်ကိုရဲ့စကဝတ်ကိုဖြည့်ခိုင်းပါတယ်ပေါ်ဆုံးမှာရှိတဲ့ခန်တန်ဖူဒီခိုမီဆိုတဲ့နေရာကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒီလိုပန်နာမည်တွေအများကြီးကျလာပါမယ်တကယ်တော့ကိုလွှဲမဲ့ပန်ကဒီထဲမှာမပါသေးဘူးဆိုလို့ရှိရင်ညာဖက်အောက်မှာရှိတဲ့ဆိုနော့ဒဆိုတဲ့နေရာကိုနှိပ်ပြီးတော့မှဆက်ရှာလိုက်ပါနော်ဒီတော့ကိုလွှဲချင်တဲ့ပန်တွေ့ပြီဆိုတာနဲ့နှိပ်လိုက်ပါနှိပ်လိုက်ရင်ဟီလာကနာစာမျက်နှာပေါ်လာပါမယ်ကိုလွှဲချင်တဲ့ပန်ရဲ့ပန်ခွဲနာမည်ကိုထည့်ခိုင်းခြင်းဖြစ်ပါတယ်ကျမကြတော့စုမီယောရှိဖြစ်တဲ့အတွက်ကြောင့်မို့လို့စုကိုနှိပ်လိုက်ပါတယ်စုကိုနှိပ်လိုက်ပြီဆိုတာနဲ့ပန်ခွဲနာမည်လေးတွေပေါ်လာပါမယ်ကိုလိုချင်တဲ့ပန်ခွဲနံပါတ်ကိုနှိပ်လိုက်ပါနော်ပြီးတော့အပေါ်ဆုံးကဖူဆူဆိုတဲ့ဟာကိုထပ်နှိပ်လိုက်ပါကိုလွှဲချင်တဲ့ပန်စာအုပ်ရဲ့နံပါတ်ကိုထည့်လိုက်ပါပြီးတော့အခါတော့မဲဂီဟွန်နင်းကိုနှိပ်ပြီးတော့မှကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်ပါအပေါ်တစ်ကွက်ကိုနှိပ်လိုက်ပါနော်ပြီးတော့ကိုလွှဲချင်တဲ့ငွေပမာဏကိုရိုက်ထည့်ပြီးတော့ငါဖက်တောင်းသားလေးမှာရှိတဲ့ခခုနင်းဆိုတဲ့ဟာကိုနှိပ်လိုက်ပါနောက်တစ်ချိန်ခခုနင်းထပ်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုတာနဲ့ကိုလွှဲမဲ့သူရဲ့အချက်အလက်တွေပေါ်ပါတယ်လွှဲခါဘယ်လောက်ကြတာလဲဆိုတာအစအကုန်ပေါ်ပါတယ်ရှင်တကယ်လို့ကိုကလွှဲမယ်ဆိုလို့ရှိရင်အောက်မှာရှိတဲ့ခခုနင်းကိုနှိပ်လိုက်ပါကြေစာယူပါလားမယူလားပေါ့နော်တကယ်လို့ယူမယ်ဆိုလို့ရှိရင်ဒိုးလိုခုစုလူကိုနှိပ်လိုက်ပါမယူဘူးဆိုလို့ရှိရင်ဒိုးလိုခုရှင်းနိုင်ကိုနှိပ်လိုက်ပါပြီးတော့နောက်တစ်ဆင့်ရှူးလျောကိုနှိပ်လိုက်ပြီဆိုတာနဲ့လှုပ်ဆောင်ချက်ကပြီးသွားပါပြီတကယ်လို့ဒီဗီဒီယိုလေးကကိုယ့်အတွက်ကြုံဝင်ခဲ့တယ်ဆိုလို့ရှိရင် like and follow လေးနှိပ်ပေးကြပါအောင်ရှင် see you the next video